ပလောပီနန်နဲ့မျက်ချင်တွဲစားလိုက်တာဟာအစိတ်အပြင်းဆုံးအတွဲဆက်ပဲစားမိရင်ဆေးရုံတော့ရောက်မှာမဟုတ်ဘူးတင်းချိုင်းကုန်းတန်းရောက်မယ်ခွေးသီးနဲ့အာတာလွတ်ဥတွဲစားရင်အသက်ရှူလမ်းကြောင်းပိတ်ပြီးတေဆုံးနိုင်တယ်အသက်ရှင်ရတာညင်းငွေ့နေရင်တော့စားလိုက်လေထန်းလျက်နဲ့တပြေသီးကိုတွဲစားလိုက်တာဟာတေဆေးတောက်လိုက်တာပဲဘိုက်ထဲမှာအစိတ်အတောက်တွေပေါက်ကွဲပြီးပြန်နိုးလာမှာမဟုတ်ဘူးတတိထားခွေးသီးစားပြီးနှုတ်အေးချောင်းတောက်တာဟာကိုအဆုံးစီရင်လိုက်တာပဲရင်ဘတ်ပေါက်ကွဲပြီးအလောင်းပြင်ုံပဲရှိတော့မယ်မစားနဲ့ပီလောပီနန်နဲ့ပဲကြားလော်တွဲစားရင်ဘိုက်ထဲမှာအစိတ်တွေပွက်လော်ရိုက်ပြီးတေသွားမယ်သေးနော်အစားမက်ပြီးအသက်နဲ့မလဲနဲ့အောင်ငတုံးရဲ့ထန်းလျက်စားပြီး20ခုနှစ်ပါးဆေးရှောက်မတောက်နဲ့ဦးဆေးမဟုတ်ပဲအစိတ်ဖြစ်ပြီးအသက်ပါထွက်သွားမယ်တေမင်းကိုမနှောက်နဲ့ကျဟင်းခါသီးနဲ့ငှက်သားတွဲစားလိုက်တာဟာကို့ဘိုက်ကိုဘုံခွဲလိုက်တာပဲအသက်ရှူရက်ပြီးလူးလိန်တေဆုံးသွားမယ်မစားနဲ့ဝတ်သားနဲ့ဗျိုင်းသားကိုတွေ့ကြတာတွဲမစားနဲ့ငတုံးရဲ့အစိတ်တင်ပြီးမျက်နှာပြနှမ်းပြီးတေသွားလိမ့်မယ်တေကျင်စောနဲ့မစမ်းနဲ့ကျေးသားနဲ့ဘူးသီးတွဲစားရင်သွေးတွေစူပွက်ပြီးရုပ်ရက်လဲကြတေဆုံးမယ်အသိဉာဏ်ရှိစားကြစမ်းမဟုတ်ရင်ဘဝဆုံးသွားမယ်ဘလောပီနန်နဲ့ဒေါင်းသားတွဲစားလိုက်တာဟာတေမင်းစီ VIP လက်မှတ်ဖြတ်လိုက်တာပဲစားပြီးရင်ဘာမှပြင်ဆင်ချိန်ရမှာမဟုတ်ဘူးရှောင်ကြစမ်း